ကျွန်တော်နာမည်အောင်မင်းသူပါလမ်းလေးရပါsocial media ပါအဓိကတော့ကျွန်တော်ကဒီတိုက်အားကိုအစောကနေရှာနေရပါတော့တိုက်အားကိုရှာနေတာရယ်ပြီးတော့ဒီ line ပေါ်မှာတွေ့ရလေးနဲ့ဒီmessage နဲ့စကားပြောကြည့်ခဲ့မိတယ်အဲ့မှာဝန်ထမ်းတွေရဲ့ဒီစားပေးတဲ့ပုံစံတွေနောက်ဒီဈေးစကားပြောရတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုယုံကြည်စိတ်ချရတဲ့ပုံစံမျိုးတွေနဲ့ပြောခွင့်ရတယ်ပေါ့နော်ပြီးတော့ဒီအာမခံချက်တွေလည်းလုပ်ပေးတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုယုံကြည်ပြီးတော့စီရင်ချခဲ့တာပါဟုတ်ကဲ့ကြိုက်ပါတယ်ငကိုကနေလည်းကျွန်တော်ကဒီတိုက်အားကိုပေါ့နော်လိုချင်နေတဲ့ဟာဆိုတော့ဒါပေမဲ့ကားလည်းအပြင်မှာမြင်ရင်ကားလေးလည်းကောင်းပါတယ်ကြိုက်ပါတယ်ဟုတ်ကဲ့အားလုံးစိတ်ကြည်နေပါတယ်ဒီမှာဒီကားမှမဟုတ်ပေါ့နော်တခြားကားတွေလည်းကျွန်တော်ကြည့်ခွင့်ရတယ်တခြားကားတွေလည်းဒီချာလေးပြပေးတယ်ပေါ့နော်အဲ့ဒါဂျင်းနေမှုတွေရပါတယ်ဟုတ်ကဲ့ဘယ်လိုအကြောင်းရင်းနဲ့ဆုံးဖြတ်လိုက်လဲဆိုတော့ဒီမှာဒီကားလေးရဲ့ number ကိုပေါ့နော် number ကိုလည်းကျွန်တော်သဘောကျတယ်ပြီးတော့ရောက်တော့လဲကျွန်တော်စေရန်ချတဲ့အချိန်မှာတကယ်လို့ကားမကြိုက်တာတွေတခုခုပေါ့နော်အခုစိတ်ထဲအဆင်မပြေတာဖြစ်နေစေရန်အပြေးဝပြန်လွှဲပေးမယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါတွေမှာကျွန်တော်အဲ့လိုနဲ့ပဲဝယ်ပြခဲ့တာပေါ့